ဇလန်အစမှာ1989ခုနှစ်တရုတ်နိုင်ငံရဲ့နှင်းဖုံးနေတဲ့ကူလွန်တောင်နှင်းကြီးစီကိုခေါ်သွားပါလိမ့်မယ်။အဲ့ဒီမှာထူးဆန်းတဲ့တတဝါကြီးတွေရဲ့အယိုးစုတွေကိုရှာဖွေတွေ့ရှိခဲ့လို့စစ်တပ်ကသူ့ဒေသနာအဖွဲ့တစ်ခုကိုစီးလွတ်ခဲ့ပါတယ်။ဒီအဖွဲ့ထဲမှာကျွန်တော်တို့ရဲ့မင်းသားဖြစ်သူဟူဘာကြီးလည်းပါဝင်တာမို့သူတို့အဖွဲ့ဟာတောင်ပေါ်ကကူတကူတဲကိုဆင်းသွားတဲ့အချိန်မှာပဲတခါမှမမြင်ဘူးတဲ့အပြာရောင်မီးတောက်တွေထွက်နေတဲ့ပိုးကောင်လေးတွေကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီအကောင်လေးတွေကကြည့်ရတယ်လို့ချစ်ဖို့မကောင်းဘူးဗျာလူကိုထိလိုက်တာနဲ့တန်းပြီးပြာဖြစ်သွားစေတာပါအဲ့ဒီကနေစပြီးဂူထဲမှာပောက်ကွဲမှုတွေဖြစ်တတ်တော်ဆန်းတွေတိုက်ခိုက်တာခံရပြီးမင်းသားရဲ့ချစ်သူရန်ပြင်းအပါဝင်တဖွဲလုံးပျောက်ဆုံးသွားခဲ့ပါတယ်မင်းသားဟူပါဤကရောက်ပဲအန်အိုနီနဲ့အသက်ရှင်ပြီးပြန်လဲလွတ်မြောက်လာခဲ့ပါတယ်ဒီလိုနဲ့နှစ်အနှဲငယ်ကြားသွားတဲ့အခါမှာတော့မင်းသားဟာအတိတ်ကဒဏ်ရာတွေနဲ့အတူတာမန်ဘဝမှာပဲဘုံအောင်နေခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကသူ့ကိုအနားမပေးပါဘူးတဲကန်တာရာတွေကမြို့တစ်မြို့မှာလူတွေအစုလိုက်အပြုံလိုက်အသက်ခံရပြီးထူးဆန်းတဲ့တရဝါကြီးတွေပေါ်နေတယ်ဆိုတဲ့သတင်းကြောင့်မင်းသားကိုအစိုးရကပြန်ခေါ်ပါတယ်ထူးခြားတာကအဲ့ဒီတဲကန်တာရာထဲမှာတွေ့ရတဲ့ရှီဟောင်းတင်ချိုင်းကကမ်းပြီးစာတွေဟာမင်းသားတယောက်တည်းပဲဖတ်လို့ရနေတာပါဒီမှာရင်မင်းသားဟာတာမန်လူမဟုတ်ပဲလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးကကဘာကိုလာရောက်ကျူးကျော်ခဲ့တဲ့ Ghostly Tribe ဆိုတဲ့တက်စေမျိုးဆွဲစုတွေရဲ့သွေးနှောဖိနေမှန်းသိလိုက်ရပါတယ်